အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဝတ်သားကိုနာမည်နဲ့မှုမွေးလေးနဲ့အချွတ်ချောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဝတ်သားပါလီထားတာကိုကျုပ်တစ်လုံးပေါက်ထည့်မယ်ပြီးရင်ဝတ်သားနဲ့ကျုပ်နဲ့ကိုနှောင်းမှုပြရပါမယ်ပြီးရင်တော့ရတာထည့်မယ်ရှုံးမှုတစ်စုံထည့်မယ်စတားမှုထည့်မယ်စားထည့်ပါမယ်ရတာထည့်ပြီးရင်တော့ဝတ်သားတွေကိုရတာဝင်အောင်ခဏနေပြီးတော့နှက်ထားရမှာဖြစ်ပါတယ်ဝတ်သားကိုရတာနဲ့နှက်ထားအောင်မှတစ်ဖက်မှာလည်းကျွန်တော်လှုပ်ရှားရှိပါတယ်နေုပ်စုံတွေကိုစက်သွန်ပြုတ်ထည့်မယ်နည်းနည်းမထည့်ပြီးတော့မှထောင်းပေးရပါမယ်နည်းမှုရောက်လို့ပါအတန်လေးညက်ပြီးဆိုရင်တော့စောနာကနှက်ထားတဲ့ဝတ်သားတွေကိုနည်းနည်းမနဲ့စက်သွန်ပြုတ်ထောင်းတာကိုထည့်လိုက်ပါမယ်ပြီးရင်ဒါကိုလည်းစောနာကနှက်ထားတဲ့ဝတ်သားနဲ့တူတူတစ်ခါလေးရောနေပေးရပါမယ်ရတာနေတာပြီးတော့ဝတ်သားကိုကြုံမှုဖြူပြီးတစ်ခါလေးရောနေမယ်ဒီနေရာကတော့အထူးကနေရာပါပဲဒီနေရာမှာကြုံမှုများသွားလို့ရှိရင်လေဝတ်သားကဘာလို့ဆုံးနေစားမကောင်းလို့ကြုံမှုနေသွားရင်လေမချောင်းချောင်းလေးစားတာအဆင်ပြေမှာမဟုတ်ပါဘူးဒီဆင်ပြီးသွားရင်တော့ဝတ်သားကြောဖို့အတွက်စီဘူးတိုးတင်မယ်စီပူနေပြီဆိုရင်တော့မိပေးလိုက်မယ်မိပေးလိုက်ပြီးတော့ဝတ်သားကိုထည့်မယ်ဝတ်သားထည့်နေမှာလည်းဖြည်းဖြည်းချင်းပဲထည့်ပါအခါမတင်ရင်စီပူလောင်တတ်ပါတယ်စီပူတွေကိုဝတ်သားထည့်ပြီးတော့တခါတည်းမွေပေးရပါမယ်ဝတ်သားဖက်လေးတွေကအကုန်လုံးကပ်မနေပဲနဲ့တစ်ဖက်ချင်းစီခွာထွက်သွားအောင်လုပ်ပါမွေတဲ့နေရာမှာလည်းတင်းချက်အရန်အမြင်မွေရတော့မလို့ပါဘူးအဲ့လိုမျိုးအရန်အမြင်မွေတဲ့ခါကျရင်ဝတ်သားမှာကန်နေတဲ့အစာပလာနဲ့ဂျုံမုံနေတာအကုန်လုံးခွာထွက်သွားရင်ဝတ်သားကတက်အမောင်တွေကတက်နေမလို့ပုံမှန်ဝတ်သားကြောစားလို့ပဲဖြစ်မှာပါဒါကြောင့်မွေတာကိုဖြည်းဖြည်းနဲ့မှန်မှန်လေးပဲမွေပေးရပါမယ်အောက်ကမီးနေတာကလည်းမီးအေးလေးနဲ့ပဲဖြည်းဖြည်းချင်းကြောပေးရပါမယ်ဝတ်သားရောင်ပြောင်းလာရင်တော့မီးပေးလိုက်ပြီးတော့စီဘူးထဲမှာပဲခဏဆက်ထားပေးပါခဏလောက်ပဲစီရဲ့ပူရှင်လေးနဲ့ဆက်ကြောလိုက်မှဆိုရင်ကျွန်တော်လိုချင်တဲ့ဝတ်သားကြိုလေးရပါပြီစားလို့လည်းတကယ်ကောင်းပါလေဗျပြီးရင်မီးဖွင့်ပေးလေးကိုလည်းနည်းနည်းသတိထားပေးရပါမယ်မဟုတ်လို့ရှိရင်ကျွန်းသွားတာမျိုးမာသွားတာမျိုးဖြစ်တယ်လို့ပါဒါဆိုရင်တော့နည်းနည်းမင်းချက်သုံးပြုနဲ့မှုလေးနဲ့ဝတ်သားကြိုလေးကိုကျွန်တော်ရပါပြီခုလို့ဆိုရင်တော့အားလုံးနားလေးကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်ချင်းတို့ကလည်းအိမ်မှာချက်စားပြီးလို့ရှိရင်လူရတာရှိအစိုးရလေးကိုလည်းကောင်းမှရေးခဲ့ကြပါဦး။နောက်ကိုလည်းအခုလိုမျိုး chef ဗီဒီယိုလေးတင်သွားဖို့ရှိရမလို့